ဆရာမကြီးစာလုံးပေါင်းများများပေါင်းပေးပါဆိုပြီးရေးထားလို့အရေးခုပေါင်းရပေးပါမယ်ค่ะအခုရင်တင်ထားတဲ့သင်ခန်းစာတွေကအလွယ်ဆုံးနဲ့စာလုံး5လုံးမြောက်လေးချင်ပါတယ်ค่ะစာလုံးပေါင်းပြမယ်ค่ะก็อะกะทออีทีทออีทีกะทิเอาลูกဖြစ်ပါတယ်ค่ะกะทิเอาลูกပါค่ะဒါကြတော့ပေါ်ဒီစရာဦးစာလုံးပေါင်းမယ်ค่ะပေါ်ဦးပူနော်အာနာပူနာနာကလေဖြစ်ပါတယ်ค่ะပူနာဆိုတော့လေကနန်းဖြစ်ပါတယ်ค่ะအော်အာယောอูยุอายุအသက်ဖြစ်ပါတယ်ค่ะทออุทูรออะระธุระကိစ္စဥမာเราကိစ္စတော့တယ်ဆိုလို့ရှိရင်ไปธุระทำงานสองตะลมมออะมะลออิลิมะลิมะลิค่ะสเปแบนสเปแบนสเปแบนแป้งဆိုလို့ရှိရင်ดอกมะลิဖြစ်ပါတယ်ค่ะအားလုံးစီရင်ကြပါစေค่ะ